ตึกถล่มมาแล้วเฮ้ยล่วงกันเองได้ถ้าออกไม่เราต้องรออุปกรณ์ได้อุปกรณ์ก่อนนะรออุปกรณ์ก่อนคนมาแล้วคนมาแล้วဒီကတော့မန်းလေးမျိုးစကိုင်းမျိုးနေပြီးတော့မှာတော့ပြည့်စုံမှုများပြပါတယ်လက်ရှိကျွန်တော်ယနေ့ချိန်ယူချိန်ထိပေါ့တရင်ပို့တဲ့တရင်ပို့ကြရတော့နေပြီးတော့ကောက်တင်နေမျိုးက96ရောက်စကိုင်းမြို့မှာ18ရောက်ကြောက်စင်မှာ30ရောက်စုစုပေါင်း144ရောက်တေးဆုံးကြောင်းနဲ့ဒါရတော့နေပြီးတော့ကောက်တင်နေမျိုး132ရောက်စကိုင်းမြို့မှာ300ရောက်နဲ့ကြောက်စင်မြို့မှာCCCအားလုံးပေါင်း932ယောက်ဒါရရှိတယ်လို့ကျွန်တော်သိရပါတယ်။ဒီဆုံးမှုနဲ့ဒါရရှိမှုတော့ဒီတဲ့တိုးလာစရာကျွန်တော်ရှိပါတယ်။တဘာဝဘေးကြောင့်ဖြစ်လာတဲ့ငလျင်အန္တရာယ်ကိုငလျင်ထမှုကယ်ဆယ်ဖို့လုပ်ငန်းတွေကကျေပြတ်စွာလုပ်ဖို့ရှိတဲ့ကြောင့်တက်တဲ့လောက်ဝမ်းကူညီပေးဖို့ကျွန်တော်တို့မြေတားရက်ခံလုပ်ပါတယ်။ကျွန်တော်အနေနဲ့လည်းဖြစ်ပွားတဲ့ဒေသအားလုံးကိုလည်းရေးပေါ်အခြေအနေကြီးညာထားပြီးတော့ဒီဘအကူအညီများပေးနိုင်မှုတွေအခုလက်မထားပြီးဖြစ်ပါတယ်။မကြသေးကြရပဲအာဟာစင်တာနေပြီးတော့လက်ပြန်မှာရေးဖို့ကိစ္စပစ္စည်းတွေပို့ဖို့နဲ့အိန္ဒိယနိုင်ငံလည်းလက်ပြန်မှာကိစ္စပစ္စည်းပို့ဖို့ကမ်းလာနာရှိတယ်လို့ဒါလည်းခွင့်ပြုထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်။